AH-60 ဘောအပါရှိဟယ်လီကော်ပတာကစစ်တပ်ရဲ့အကြီးစားတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး30မီလီမီတာရှိန်ကန်နဲ့ Hellfire မစ်ဆိုင်းတွေကိုတည်ဆောင်နိုင်ပါတယ်။ညအချိန်နဲ့မိုးလေဝသမကောင်းတဲ့အချိန်တွေမှာပါတိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်တဲ့ဤပညာမြင့်စစ်ပစ္စည်းတွေပါဝင်ပြီးလေကြောင်းစွမ်းဆောင်ရည်မြင့်မားတဲ့ရဟတ်ယာဉ်မျိုးအစားဖြစ်ပါတယ်။ AH-60 ဘောရဲ့စွမ်းဆောင်ရည်နဲ့စစ်ပွဲနယ်ပယ်တွေမှာအရေးပါမှုကိုဒီဗီဒီယိုတွေမှာပြောပြပေးသွားမှာပါ။ Boeing AH-60 ဘောအပါရှိဟယ်လီကော်ပတာလေတွေဟာကမ္ဘာအကောင်းဆုံးစစ်ဘက်ဆိုင်ရာတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီးဘီနက်စစ်ပွဲတုန်းကအသုံးပြုခဲ့တဲ့ AH-1 Cobra ရဟတ်ယာဉ်တွေကိုအစားထိုးဖို့ရည်ရွယ်ချက်ရှိဖန်တီးခဲ့ပါတယ်။ဒီအပါရှိဟယ်လီကော်ပတာလေယာဉ်တွေကစစ်မြေပြင်အတွင်းမှာကြီးကျယ်အောင်မြင်မှုကိုရရှိခဲ့ပြီးတော့စွမ်းဆောင်ရည်မြင့်မားတဲ့စစ်လေယာဉ်တစ်စင်းအဖြစ်လူအများကသတ်မှတ်ထားကြပါတယ်။ဒီဟဲ့ရင်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်လည်း1980ပြည့်နှစ်တွေမှာအမေရိကန်စစ်တပ်အတွက်တိုက်ခိုက်ရေးစွမ်းဆောင်ရည်မြင့်မားပြီးတိုက်ပွဲအတွက်တာဝန်ထမ်းဆောင်နိုင်တဲ့ရဟတ်အသစ်တစ်စင်းလိုအပ်လာခဲ့တဲ့ဆိုတာကိုအမေရိကန်တို့သိရှိလာခဲ့ကြပါတယ်။ 1AH-64 နဲ့ AH-64 ဟာရှေ့ကန်အဖြစ်တူညီတဲ့ရဟတ်တစ်စင်းဖြစ်ပြီး 1AH-64 ရဟတ်ဟာ AH-64 အပါရှိရဟတ်ရဲ့ပရိုတိုတိုက်ခိုက်ရေးရဟတ်တစ်စင်းဖြစ်ပါတယ်။ 1AH-64 ကို Hughes Helicopter ကုမ္ပဏီကနေထုတ်လုပ်ခဲ့ပြီးတော့1985ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာပထမဆုံးပြန်တန်းခဲ့ပါတယ်။ American စစ်တပ်ဟာ Bell 1AH-63 ထက် 1AH-64 ကိုပိုပြီးနှစ်သက်တာကြောင့်1986ခုနှစ်မှာဒီ project ကိုရွေးချယ်ခဲ့ပါတယ်။ဒီလိုနဲ့1982ခုနှစ်ရောက်မှာတော့ AH-60 အပါရှိထုတ်လုပ်မှုအပြေအဝစတင်လိုက်ပါတယ်။ AH-64 ဟာ 1AH-64 ကိုအခြေခံပြီးတိစောက်ထားတာကြောင့်တိုးတက်ကောင်းမွန်တဲ့ model ဖြစ်ပြီးအဆင့်မြင့်နည်းပညာများနဲ့လက်နက်များကိုတပ်ဆင်ထားပြီးစစ်စင်အတွက်အသုံးပြုခဲ့ပါတယ်။ Hughes Helicopter ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ AH-60 အပါရှိဟယ်လီကော်ပတာကို1984ခုနှစ်တွင်Summa Corporation ကနေ Miss Donald Douglas ကဝယ်ယူခဲ့ပြီးတော့ Miss Donald Douglas Helicopter System အဖြစ်ပြောင်းလဲခေါ်ဆိုလိုက်ပါတယ်။ဒီလိုနဲ့1998ခုနှစ်တွင် Miss Donald Douglas က Boeing ကုမ္ပဏီပေါင်းဆက်ပြီး Boeing ကုမ္ပဏီက AH-60 အပါရှိရဟတ်ယာဉ်ထုတ်လုပ်မှုကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ယခုအခါ AH-60 အပါရှိတိုက်ခိုက်ရေးလေယာဉ်တွေကိုအဆင့်မြင့်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။အပါရှိဟယ်လီကော်ပတာလေယာဉ်ပေါ်မှာလူ2ယောက်အထိလိုက်ပါစီးနင်းနိုင်မဲ့ထိုင်ခုံနှခုံပါရှိပြီးနှလုံးတက်အင်ဂျင်နဲ့ညဘက်မှာကောင်းမွန်စွာပြန်တန်းနိုင်ပြီးတော့ပြစ်မဲ့ရှာဖွေရေးစနစ်တွေထည့်သွင်းထားသလိုအရင်ကအသုံးပြုခဲ့တဲ့ AH-1 Cobra လေယာဉ်တွေထက်တိုးတက်ကောင်းမွန်တဲ့နည်းပညာတွေနဲ့ဖန်တီးထားပါတယ်။လက်နက်တပ်ဆင်မှုပိုင်းမှာကြည့်မယ်ဆိုရင်လည်း30မီလီမီတာ M230 ရှိန်ကန်တလက် AGM-114 Hellfire မစ်ဆိုင်းများနဲ့ Hydra 17 rocket ပေါက်များတပ်ဆင်ထားသလိုအဆင့်မြင့်နည်းပညာစနစ်တွေကြောင့်ညဘက်မှာဆိုရင်လည်းအရေးကြီးတဲ့ mission တွေကိုထမ်းဆောင်နိုင်ပြီးစိုးရတဲ့ရာသီဥတုအရှင်တွေမှာပါတိကျမှန်ကန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်နိုင်ပါသေးတယ်။ AH-60 အပါရှိဟယ်လီကော်ပတာရဲ့တွားရောက်နိုင်မှုနှုန်းကိုကြည့်မယ်ဆိုရင်လည်းတနာရီတွင်း295ကီလိုမီတာကနေ300ကီလိုမီတာအထိတွားနိုင်ပြီးတော့စစ်စင်ရေးနဲ့အခြားလေကြောင်းဆိုင်ရာလုပ်ငန်းတွေအတွက်ယုံကြည်စိတ်ချရတဲ့ရဟတ်တစ်စင်းအဖြစ်အသုံးပြုနိုင်ပါသေးတယ်။ဒီဟယ်လီကော်ပတာကိုပထမဆုံးစစ်စင်ရေးအဖြစ်1989ခုနှစ်ပနာမစစ်စင်ရေးအသုံးပြုခဲ့ပြီး1990ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာ Operation Desert Storm လို့လူသိများတဲ့စစ်စင်ရေးတွင်လည်း MH-53 ဟယ်လီကော်ပတာများနဲ့အတူ AH-60 အပါရှိရဟတ်ယာဉ်ရှစ်စင်းကအီရတ်ရေဒါတွေကိုပထမဆုံးတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့အပြင် Hydra 17ရေခဲပစ်လက်နက်များ Hellfire မစ်ဆိုင်းများဖြင့်အီရန်တပ်ဖွဲ့ဝင်တွေကိုရှေ့မုံတိုက်ခိုက်ခဲ့ပါတယ်။ဒီရဟတ်ယာဉ်တွေကအများသောအားဖြင့်နင်းညမေပြန်တန်းနိုင်ပြီးတော့မိုးလေဝသမကောင်းတဲ့အရှင်တွေမှာလည်းတိကျမှန်ကန်တဲ့တိုက်ခိုက်နိုင်တယ်လို့စစ်စင်အတွက်ရေးပါတဲ့စွမ်းရည်တွေကိုပြသနိုင်ပါသေးတယ်။အာဖဂန်နစ္စတန်နဲ့အီရတ်စစ်ပွဲတွေမှာလည်းအပါရှိဟယ်လီကော်ပတာလေယာဉ်တွေကအမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးခဲ့တယ်လို့လေထဲကနေအနီးကပ်အကူအညီပေးခြင်းလှုပ်ဆောင်ချက်တွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။အပါရှိရဟတ်ယာဉ်တွေကိုအနည်းပညာတိုးတက်လာတဲ့အမျှ AH-64 ဒီ Long Full Model အဖြစ်ထပ်မံပြုပြင်လိုက်ပြီးတော့ရေဒီယိုနဲ့ပြစ်မှတ်ရှာဖွေစနစ်များတိုးတက်ကောင်းမွန်လာတာကြောင့်ယနေ့ခေတ်တွင်အဆင့်မြင့်နည်းပညာများဖြင့်ထပ်မံစမ်းသပ်နေဆဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ AH-60 အဆင့်ရင်9000ကျော်ကိုကမ္ဘာတစ်ဝန်းရှိနိုင်ငံများတွင်အသုံးပြုနေပြီးတော့ American, UK, Israel, Japan,
နယ်သာလန်စတဲ့နိုင်ငံတွေမှာလည်းအသုံးပြုနေသလို UK နိုင်ငံတွင်လည်း Augusta Westland အပါရှိအမည်ဖြင့်ထုတ်လုပ်နေပါတယ်1985ခုနှစ်ပထမဆုံးပြန်တမ်းမှုကနေယနေ့အချိန်ထိ AA-60 ဘောအပါရှိဟယ်လီကော်ပတာစစ်လေယာဉ်ဟာစစ်စင်ရေးတိုက်ခိုက်မှုတွေအတွက်စွမ်းဆောင်ရည်အလွန်မြင့်မားတဲ့လေယာဉ်တစ်စင်းအဖြစ်ကြော်ကြားနေစေဖြစ်ပြီးနောက်လာမယ့်စစ်ပွဲများတွင်လည်းအမေရိကန်စစ်တပ်ရဲ့အဓိကစစ်စင်ရေးအတွက်ကူညီနေဦးမှာဖြစ်ပါတယ်